မြလာတဲ့စိတ်ဓာတ်တစ်ခုကိုမြဲမြဲဆွဲကိုင်းရဲ့မုံမြလာတဲ့စိတ်ဓာတ်ရွှေစင်လို့မိသားစုတွေအပြုံးလေးတစ်ခုကိုအမြဲပဲပေးဝေခဲ့ဖြူစင်ချင်တာရိုးသားလွန်သူရဲ့ဒီနေ့ချင်းကင်းတဲ့လောကတရားကိုညင်ဖို့ခက်တယ်လေနောင်နေရတော့ဆက်ရှိစေခြင်းလေသူအပြုံးလေးတဲ့စကားလုံးလေးတွေအသေးတဲ့ညီတွေ့စေကိုရောရှင်ထန်ကြီးဆက်နေသူရဲ့အတူနေခဲ့တဲ့အချိန်လေးများညီအောင်တန်တာနေစေလေသူလေးပေးဆက်ချစ်ချင်းတရားတော့ဆက်ရှိစေခြင်းလေသူအပြုံးလေးနဲ့စကားလုံးလေးတွေအသေးအသေးညီတွေ့စေကိုယ်တော်ရှင်ထန်ခီးဆက်နေသူရဲ့အတူနေခဲ့တဲ့အချိန်လေးများညီအောင်တန်တာနေစေလေချိန်မှအားလုံးပြန်ဆောင်ကြရမယ်